ထွက်သွားဖို့လဲသူနဲ့ကဘာလို့ပကုံးဖက်ထားရလဲ ပခုံးဖက်နေပြီဆိုမှတွဲနေပြီပေါ့ ဒါဆိုမမရော ဒီမှာကိုပုံစံလဲကိုပြန်ကြည့်အောင်လေပုံစံကဖေကိုဖေရဲနဲ့ဖေယောက်ျားလေးကမှရေရှင်မတွဲဘူး အမေနေကငါချစ်သူကိုလည်းစနိုက်ကြော်သေးငါ့ကိုလည်းလာဝေးဖန်နေသေးတယ်တော်တော်အရှက်မရှိရပဲ အဲ့ဒီအရှက်မရှိငါပဲနေထက်သားလို့နေဖန်ကစီရောက်လာလေယောက်ျားလေးတယောက်ကိုအမီတွဲနေရမိမအများ ဒီမှာအဲ့ဒီတွဲတာမဟုတ်ဘူးငါဘက်ကလေသူ့ကိုချစ်လုံးလို့သူ့လိုအပ်တဲ့မြောက်တနေ့တည်းငါဖြည့်ဆည်းပေးနေရငါချစ်ကပြစ်စရုံတက်တက်ပဲသူပြောရင်ငါကျင်တတ်တယ်မောင်မဘကငဲ့ပါအောင်မောင်ရင်နော်မတောင်းမှမောင်မထားခဲ့ပါနဲ့မောင်ရင်နော်မောင်နော် ဇာဖို့ပြောမိနေနေအောင်ပုံစံအရင်ကတည်းကပြောင်းမှလို့ခဏခဏပြောခဲ့တယ်ကြာလို့စိတ်ပြက်လာပြီ မောင်ရဲ့မအခုပြောင်းမောင်ရင်မောင်ကျမလို့တော့ပါအောင်တောင်းမှပါမောင်ရင်နော်မထားခဲ့ပါနဲ့နော်နော်မောင်နော်ပြန်လာခဲ့ပါနော်မောင်နော်နော်လို့အမမောင်ရင်နော်ပြန်လာခဲ့ပါနော်မောင်နော် ကိုဘာလို့မှလဲပြက်ပြော်ပြီးသွားမယ်ဒီမှာနေကအကြက်တွေကိုမရှိဘူး ။ငါနေကိုတခါလေးအပြက်ပြောခဲ့လိုက်မယ်။နင်ကထပ်ပြီးလာပတ်သက်နေလို့ငါကေစီကိုပဲချစ်တာ။ကေစီကနေ့ကအများကြီးလေးတာတယ်။ခဲ့စမ်းမဒါတော့မယ် မောင်မောင် စကားလေးခဏပြောနေ ပြောလေ